ရဲတန်းလို့ကျွန်တော်တို့ကို supporting ပေးနေတဲ့အကောက်ပိုင်ရှင်16ယောက်ကိုဗီလေးမြစ်တာလက်ဆောင်အဖြစ်တိုက်ချင်လို့ပါအဲ့ဒီအကောက်ပိုင်ရှင်တွေကတော့အားလုံးပဲမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့တိုးလေးသက်ကော်ဖီဆိုင်လေးမန္တလေးမြို့ထဲကိုဖွင့်လှစ်လာတာ6လပြည့်ပါပြီဗျဒီ6လအတွင်းကျွန်တော်တို့ဆိုင်လေးကို social ပေါ်ကနေ like and share follow လေးလုပ်ပြီးတဲ့အကောက်ပိုင်ရှင်16ယောက်ရှိပါတယ်အများတန်းလို့ကျွန်တော်တို့ကို supporting ပေးနေတဲ့အကောက်ပိုင်ရှင်16ယောက်ကိုကျွန်တော်တို့ကော်ဖီလေးမြစ်တာလက်ဆောင်အဖြစ်တိုက်ချင်လို့ပါအဲ့ဒီအကောက်ပိုင်ရှင်တွေကတော့ဟုတ်ကဲ့ဒီအကောက်ပိုင်ရှင်တွေအကုန်လုံးကျွန်တော်ဆိုင်လေးကိုဝေးရန်ပေးတဲ့အတွက်ကျွန်တော်တို့ရဲ့ဆိုင်လေး6လအပြည့်အထိမ့်မဲ့အနေနဲ့ကော်ဖီလေးမြစ်တာလက်ဆောင်အဖြစ်တိုက်ချင်လို့ကျွန်တော်တို့ဆိုင်လေးကိုလာရောက်ပြီးတော့ကော်ဖီလေးမြစ်တာလက်ဆောင်ဖြစ်တောက်ဖို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်6လပိုင်း15ရက်အတွင်းကျွန်တော်တို့ရဲ့ဆိုင်လေးကိုကော်ဖီလေးမြစ်တာလက်ဆောင်အဖြစ်လာတောက်ခဲ့ဖို့ကျွန်တော်တို့ပြောပါတယ်ဆိုင်လေးစာလေးကတော့68A 102A တိုးလေးသဲကော်ဖီဆိုင်လေးလာရောက်တောက်လဲဖို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်